အဲ့ဒါကသူ့အသက်3နှစ်ကျော်ပြီးနောက်မှာပါတနစ်ကြာတိတ်ဆိတ်ငြိမ်သက်မှုအပြီးမှာတော့သူဟာဒူလိုကန်တန်ကိုနောက်တစ်ခါထပ်ရောက်သွားခဲ့တယ်ဒီခေတ်ကလုံးဝပြောင်းလဲသွားတာကိုသူတွေးလိုက်ရတယ်ပြီးတော့ Holy Spirit ဂိုင်းလည်းပျောက်ကွယ်သွားပြီတာမန်လူတွေလည်းအရင်လိုမနေနိုင်ကြတော့ဘူးကဘာပေါ်မှာ Heavenly Soul Empire တော့မရှိတော့ဘူးဘာတွေဖြစ်ခဲ့လဲ तू မသိပေမဲ့ तू တခုတော့သိတယ်လွန်ခဲ့တဲ့နှစ်1000ကစစ်ပွဲကြီးဖြစ်ပွားခဲ့တယ်နတ်ဖျားနယ်မြေရဲ့တကားတွေလည်းပိတ်သွားခဲ့တယ်တစုံတစ်ယောက်က Starlo Empire ရဲ့ကံကြမ္မာကိုနှောက်ယှက်ခဲ့တယ်ဒါတွေအားလုံးဟာပင်လယ်နတ်ဖျားထိုင်းဆန်းစီကိုပဲညွှန်ပြနေတယ်ဒါကြောင့် तू ဟာဒီလန်းစင်နဲ့ပဲတက်တည်ပြဖို့ဆုံးဖြတ်လိုက်တယ်ပြီးရင်တော့မကောင်းဆိုးဝါးအင်အားစုတွေကိုအရင်ဆုံးရှင်းလင်းပစ်မယ်ဒါတွေကိုဖြည့်ရှင်းပြီးရင်တော့နတ်ဖျားနယ်မြေထိတက်ပြီးကဲစားချင်မယ်ဒါတွေအားလုံးဟာအခုလိုအခြေအနေမှာမဖြစ်နိုင်ပုံရပေမဲ့သူဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးအဲ့ဒီနောက်ကယ်တင်ရှင်စီမံကိန်းနှစ်ခုကိုဖျက်ကျော်ပြီးသူဟာနတ်ဖျားအမျိုးတွေနှစ်ခုကိုပြန်ဖွင့်ဖို့ပြင်ဆင်လာတယ်ပြီးတော့တခြားဘက်ကိုလှည့်ထွက်သွားခဲ့တယ်ဘာလို့လဲဆိုတော့ဒီနေရာဟာဒူလိုကန်တန်မဟုတ်လို့ပါပဲဒါဟာစိမ့်သက်တဲ့တောအုပ်ကြီးတစ်ခုဖြစ်နေတယ်ပတ်ဝန်းကျင်မှာအန္တရာယ်မရှိတာသေချာသွားတဲ့အခါသူ့ရဲ့အခြေအနေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်တယ်ဝိညာဉ်စွမ်းအားကျင့်စဉ်တွေလည်းလုံးဝပျောက်ကွယ်သွားပြီဒါပေမဲ့ကြံနေသေးတာကတော့ခန္ဓာကိုယ်ထဲကဝိညာဉ်အယိုး6ခုရဲ့စွမ်းအင်တွေပါပဲပြီးတော့ဝိညာဉ်လက်နက်အသုံးဆောင်တွေလည်းကြံပါသေးတယ်နတ်ဖျားသွေးပါတဲ့ကောင်းကင်အက်ကွဲ6ဓာတ်တောင်ကြံနေသေးတယ်တခင်ဖြစ်သူပြန်သိမ်းစီဖို့စောင့်ကြိုနေတယ်လို့ပါပဲတခင်ရဲ့မှတ်ဉာဏ်တွေကိုစောင့်ဆိုင်နေတယ်လို့မျိုးပေါ့သူဟာနတ်ဖျားအကြီးအကဲတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာတတိယသွားတယ်ငရဲတဲကိုအပြင်းထန်ပစ်ချခံလိုက်ရတာပါအဆုံးသတ်မှာတော့သူဒီနေရာကိုရောက်လာခဲ့တယ်အဲ့ဒီနောက်ဒီမှာပဲအခြေချနေထိုင်လာခဲ့တယ်သူ့ရဲ့စွမ်းအားဟာဒီလူတွေထဲမှာအမြင့်ဆုံးပါပဲဒါကြောင့်ပထမဆုံးအစီအစဉ်ကိုသူချမှတ်လိုက်တယ်သူတို့တွေဟာကြောက်စရာကောင်းလွန်းလို့ပါအခုအရေးကြီးဆုံးကတော့ဝိညာဉ်စွမ်းအင်နဲ့အယိုးစွမ်းအင်တွေကိုသူ့ရဲ့မှတ်ဉာဏ်တွေနဲ့လုံးဝပေါင်းစပ်ပစ်ဖို့ပါပဲ10နှစ်တာပြိုင်ဘက်တွေဖြစ်ပြောင်းလဲသွားခဲ့ပြီးသူတို့နဲ့စမ်းသပ်ထိတွေးကြည့်မယ်ဆိုရင်ဒါဟာအကောင်းဆုံးကျင့်စဉ်တစ်ခုဖြစ်မှာပါဒါအပြင်သူ့ရဲ့ကိုယ်ပေါ်မှာရုတ်တရက်တုန်ခါမှုတွေဖြစ်လာတယ်ပြီးတော့တခြားစွမ်းအင်အသစ်တစ်ခုကိုလည်းခံစားလိုက်ရတယ်ဒါဟာအဲ့ဒီစွမ်းအားရဲ့အာယုံခံစားမှုပဲဖြစ်ရမယ်ဟင်ဒယ်လီရဲ့မူလစွမ်းအင်တွေကိုသူဖျက်ကျော်သွားခဲ့တယ်ဒီလိုအငွေ့တက်မျိုးကိုသူအယမ်းယွန်ရှာတယ်သူ့ရဲ့လက်ရှိအခြေအနေကိုသူနားလည်သွားပြီဒီလိုပတ်ဝန်းကျင်အောက်မှာစုံစမ်းဖို့ခက်ခဲနေသေးတယ်သူမြေပြင်ကနေထွက်လိုက်တယ်သူသွားရမယ့်နေရာကိုအရင်ဆုံးရှာဖို့ဆုံးဖြတ်လိုက်တယ်သူဘယ်နေရာရောက်နေလဲဆိုတာအရင်သိဖို့လိုတယ်ပြီးမှဒီနေရာကနေထွက်သွားရမယ်တောအုပ်ရဲ့အနက်ရှိုင်းဆုံးနေရာအထိသူလျှောက်သွားခဲ့တယ်ဒီမြင်ကွင်းကတကယ်ကိုထူးဆန်းလွန်းတယ်ဒါဟာနတ်ဖျားဖန်တီးထားတဲ့မြင်ကွင်းမျိုးပါပဲဘာလို့လဲဆိုတော့ဒီလိုမြင်ကွင်းမျိုးကိုသူတခါမှမမြင်ဘူးလို့ပါဒါပေမဲ့သူသိတယ်ဒါကြောင့်အဲ့ဒီနေ့ကစပြီးသူပိုသတိထားခဲ့တယ်အဲ့ဒီလှည့်စားမှုတွေမဟုတ်ရင်ပေါ့မရှိတဲ့နေရာတွေမရောက်ဘူးတဲ့နေရာတွေကိုတွားလို့ရတယ်ဒါပေမဲ့ဘာလို့ဒီနေရာမှာလှည့်စားမှုတွေရှိနေတာလဲနတ်ဖျားပြည်ကိုရောက်နေတယ်လို့ပါပဲခင်ဒယ်လီရဲ့နတ်ဖျားစွမ်းအားတွေဆက်ရှိနေတယ်ကျောနောက်ကရွှေရောင်အတောင်ပံ12ခုအဲ့ဒီအချိန်မှာပဲသူဟာအဲ့ဒီတောအုပ်ကနေထွက်ခွာခဲ့တယ်သူရှိကိုပဲစက်တိုက်ပြန်တန်းသွားခဲ့တယ်ပြန်လှည့်ဖို့လမ်းမရှိတော့ဘူးရုတ်တရက်အရန်ကိုရုံမာညစ်သေးတဲ့အငွေ့သက်တွေကိုသူခံစားလိုက်ရတယ်ဝေဟင်ကနေပထမဆုံးနေရာတစ်ခုကိုသူပြန်ဆင်းသွားခဲ့တယ်မြေပြင်ပေါ်ကိုညှင်းသားစွာဆင်းသက်လိုက်တယ်သူဟာဒီစွမ်းအင်တွေအပေါ်မှာအရန်ကိုအာယုံခံနိုင်စွမ်းရှိတယ်အလင်းရောင်တွေပျောက်ကွယ်သွားတာကိုသူခံစားလိုက်ရတယ်ဒီနေရာရဲ့ပတ်ဝန်းကျင်ဟာခင်ဒယ်လီဟာဒီလိုမင်္ဂလာမရှိတဲ့နေရာကိုရောက်လာခဲ့တာပါဒီတစ်နှစ်အတွင်းမှာပဲသူအမှန်တရားကိုရှာဖို့ဆုံးဖြတ်ခဲ့တယ်အဲ့ဒီအချိန်မှာမြင်းလဲကြီးတစ်စီးကိုသူတွေ့လိုက်ရတယ်မြေပြင်ပေါ်မှာလူတချို့တေဆုံးနေကြပြီတောပုံသားပြတွေရဲ့တိုက်ခိုက်မှုကိုခံထားရတာသိတာတယ်အဲ့ဒီလူတွေရဲ့စွမ်းအားကအကန့်အသတ်ရှိပါတယ်အတန်ဆုံးဆိုတဲ့သူတောင်30မယ်ရှိတယ်မင်းတို့ဝိုင်းထားလိုက်ကြစမ်းမြင်းလဲတဲကနေကြောက်လက်တကြားအော်တန်တွေထွက်လာတယ်တောပုံသားပြတွေဟာမကောင်းတဲ့အကြံအစီတွေနဲ့ဝိုင်းလာကြတယ်သူတို့တွေဟာရုပ်မာတဲ့ရေတံတွေနဲ့ရေမောနေကြတယ်ဟုတ်တာပေါ့မိမပြိုလေးတွေရဲ့သွေးနှံကတကယ်ကိုမွေးတာပဲမိမလလေးတွေနဲ့ပဲဒီလိုလုပ်ရတာအကောင်းဆုံးပဲဒီလိုမျိုးပေါ့မြ မြန်ပြောစမ်းကလေးမလေးတို့ရေငါမင်းတို့ကိုကောင်းကောင်းဆက်ဆံပေးပါမယ်တကယ်ကိုရုပ်မာလွန်းလာတယ်မြင်းလဲတဲ့ကသွေးဆက်တွေဟာခင်ဒယ်လီဟာဒီလမ်းပေါ်မှာရှိနေခဲ့တယ်သူ့ရဲ့ရွှေရောင်မျက်ဝန်းတွေဟာအနာဂတ်ကိုမြင်နေတယ်လို့ပါပဲဘာလို့လဲဆိုတော့ဒီလိုမျိုးအာကြီးသူကအားနဲ့သူကိုနှိပ်စက်တာဟာသူ့အတွက်မလေးစားရရောက်တယ်ဘာလို့ဒီလိုအာကြီးသူကအားနဲ့သူကိုနှိပ်စက်နေတာလဲဘာလို့ဒီလိုမတရားမှုတွေဟာနေရာတိုင်းမှာရှိနေရတာလဲမိသားစုတစ်ခုလုံးကိုတပ်ပစ်လိုက်တဲ့သွေးဆက်တွေပါပဲဒါတွေအားလုံးကိုသူ့စိတ်ထဲကတရားမျှတမှုတွေပောက်ကွဲလာခဲ့တယ်သူ့လက်ထဲကထူးဆန်းတဲ့စွမ်းအားတွေကိုသုံးပြီးအဲ့ဒီတောပုံးတွေကိုချက်ချင်းပဲအကုန်ရှင်းလင်းပစ်လိုက်တယ်အလောင်းတွေတောင်ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်အားလုံးကိုလုံးဝတန့်စင်ပစ်လိုက်တာပါခင်ဒယ်လီရဲ့လက်ထဲကစွမ်းအားတွေဟာဒီနေရာကဘာနေရာလဲဆိုတာသူသေချာစုံစမ်းရမယ်အဲ့ဒီလူတစုကိုတော့ဖျားသခင်စီကိုပို့ပေးလိုက်ပါပြီတစ်ဖက်လူကတော့အသက်ရှူရက်သွားခဲ့ပြီအဲ့ဒီအမျိုးသမီးလေးဟာအကြာကြီးတောက်မခံနိုင်တော့ဘူးနေမထွက်ခင်မှာပဲ
ခင်ဒေါ်လီဟာတပ်ပြင်းတစ်ချက်ချလိုက်တယ်ပြီးတော့မြင်းလဲဘက်ကိုလှည့်ကြည့်လိုက်တယ်အဖြူရောင်စပင်နဲ့မိန်းကလေးတစ်ယောက်ဟာကြောက်လန့်တကြားကြည့်နေတယ်အဲ့ဒီလူတွေအကုန်တေသွားတာတေချပြီးဆိုမှသူဟာမြင်းလဲတဲကနေထွက်လာခဲ့တယ်ပြီးတော့ခင်ဒေါ်လီကိုချက်ချင်းပဲဒူးထောက်လေးပြူလိုက်တယ်ကျေးဇူးတင်ပါတယ်တခင်ကြီးကယ်တင်ပေးတဲ့အတွက်ချွေးဆက်လေးတွေနဲ့အတူပေါ့သူ့ရဲ့အကြည့်တွေဟာအဲ့ဒီမိန်းကလေးပေါ်မှာတစ်စက္ကန့်လောက်ရက်သွားတယ်ဒီမိန်းကလေးကတကယ်ကိုပဲရိုးရှင်းတဲ့ဝတ်စုံလေးနဲ့တောင်ကြည့်ရတာအရန်ကိုတည်ငြိမ်လာတယ်အထူးခြားဆုံးကတော့ဒီမိန်းကလေးဟာနားရွက်ဝိုင်းလေးတွေနဲ့နတ်သမီးလေးတစ်ယောက်ဖြစ်နေတာပါဒါဟာကြောက်စိမ့်တုံးလေးတစ်ခုတည်းမကပါဘူးသူ့လက်ထဲမှာရှိနေတဲ့ဝိညာဉ်ကြောက်တုံးဟာလည်းဟုတ်ပါတယ်ကြီးမားတဲ့စွမ်းအင်တွေရှိနေတယ်ပုံမှန်အားဖြင့်တော့ဒီလိုစွမ်းအင်မျိုးကအများကြီးမရှိနိုင်ပါဘူးဘာလို့အဲ့ဒီမိန်းကလေးကဒီနားရွက်ဝိုင်းလေးကိုခေါ်နေတာလဲတခင်ကြီးစိတ်ချပါကျမကတိအတိုင်းလိုက်နာပါမယ်ဒီမိန်းကလေးကတကယ်ကိုထူးခြားတယ်သူ့အတွက်တော့အရန်ကိုရင်းနှီးနေတဲ့ခံစားချက်မျိုးပါပဲတခင်ကြီးကအားလုံးကိုကူညီဖြည့်ရှင်းပေးခဲ့ပြီးပြီသူ့ရဲ့စွမ်းအားကြီးမားမှုကိုတက်တည်ပြဖို့လုံလောက်ပါတယ်သူ့ရဲ့မောက်မာတဲ့အငွေ့သက်တွေကိုလျှော့ချလိုက်ပြီးနောက်တစ်ကြိမ်ထပ်ပြီးဒူးထောက်အလေးပြုလိုက်တယ်တခင်ကြီးကျမသိသမျှအကုန်လုံးကိုပြောပြပါမယ်ဘာမှဖုံးကွယ်မထားပါဘူးဒီနေရာကဘယ်နေရာလဲဒီနေရာဟာတားရဲ့အင်ပါယာဖြစ်ပါတယ်တကယ်ကိုအဆင်ပြေသွားတာပဲဒါဆိုဒီနေရာကိုရောက်နေတာပေါ့ဒီနေရာကတော့ Naples ပါကျမတို့ဟာဒီဒေသရဲ့စင်ကြီးဖုံးကိုရောက်နေတာပါခင်ဒဲလီဟာတစ်ချက်တော့ဝေခွဲမရဖြစ်သွားတယ်ဒီကုန်းမြေကြီးကတကယ်ကိုပြောင်းလဲသွားခဲ့ပြီပဲမင်းတို့တောင်တန်းကြီးထဲမှာတကယ်ပဲဒီလိုနေရာမျိုးရှိနေတာလားနေလာအင်ပါယာ Sun Empire ဆိုတာကရောဘာကြီးလဲသူနားလည်နိုင်တဲ့တခုတည်းသောအရာကကျေတာယာအင်ပါယာ Starlu Empire ပဲရှိတယ်မဖြစ်နိုင်တာငါအနေနဲ့ကောင်းကင်ဘုံအင်ပါယာ Heavenly Empire နဲ့ကျေတာယာအင်ပါယာအကြောင်းပဲကြားဘူးတယ်နေလာအင်ပါယာအကြောင်းတစ်ခါမှမကြားဘူးမင်းတောင်တန်းဆိုတာလဲငါအတွက်အသစ်ဆန်းပဲမင်းငါကိုလိန်နေတာလားသူမကြောက်ရွံ့တုန်လှုပ်သွားပြီးအမြန်ပင်ရှင်းပြလေသည်ကျမကအရှင်ကိုဘလို့လှုပ်လိန်ရဲမှလဲရှင်ဒီနေရာကတကယ်ပဲမင်းတောက်တောင်တန်းပါလွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကနေလာတိုက်ကြီးနဲ့တောင်တော့ဒိုလိုတိုက်ကြီးတို့တိုက်မိရာကနေဖြစ်ပေါ်လာတဲ့တောင်တန်းကြီးပါရှင်နေလာအင်ပါယာဆိုတာကလည်းနေလာတိုက်ကြီးရဲ့တခုတည်းသောအင်ပါယာပါအရှင်အခုနကပြောတဲ့ကောင်းကင်ဘုံအင်ပါယာကတော့ကျမမှတ်မိသလောက်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကတည်းကကောင်းကင်ဝိညာဉ် Heaven Spirit နဲ့ Downlin Dwayne ဆိုပြီးအင်ပါယာနှစ်ခုကွဲသွားခဲ့တာကြာပါပြီချင်းတောက်ယူခင်တောက်ယူမာအကြီးအကျယ်တုန်လှုပ်သွားပြီးစဉ်းစားခန်းဝင်နေသည့်စကလုံးတိုင်းကိုနားလည်ပေမဲ့ဘာလို့အတိတ်ပဲကိုနားမလည်နိုင်ရတာလဲနှစ်ပေါင်း2000နှစ်ပေါင်း4000ဒါတွေကဘာတွေလဲဒါဆိုဝိညာဉ်နန်းတော် Spirit Hall ကရောဘယ်မှာလဲဆိုတာမင်းသိလားဘာဝိညာဉ်နန်းတော်မင်းကလေးမှာဘလို့မှစဉ်းစားမရပဲကြောင်အန်းဖြစ်နေသည်မင်းဝိညာဉ်နန်းတော်ကိုမသိဘူးလားဒါနှစ်ပေါင်းတောင်းချီတမိုင်းရှိတဲ့ကောင်းကင်တမန်ရဲ့ဂုံချက်တရေဆောင်ဝိညာဉ်နန်းတော်လေကျမတကယ်ပဲမကြားဘူးလို့ပါရှင်တောင်းပန်ပါတယ်ချင်းတောက်ယူစိတ်ကိုပြန်ထိန်းကစော်ကြီးပါငါစိတ်လှုပ်ရှားသွားလို့ပါငါသွားเสียရှိသေးလို့အရင်သွားတော့မယ်သူ့ကြောပြင်ကရွှေရောင်တောင်ပန်6ခုကိုမြင်လိုက်ရချိန်တွင်ခဏလေးပါရှင်အရှင်ကိုကျေးဇူးတင်ပါတယ်ကျမနာမည်ခဲခီပါနေလာတော်ဝင်ဝိညာဉ်အင်ဂျင်နီယာအကယ်ဒမီကကျောင်းသူတယောက်ပါဒီနေ့အရှင်သာကဲမပေးခဲ့ရင်ဒီဝိညာဉ်ကရိယာနဲ့တောင်ကျမလွတ်မြောက်ဖို့မလွယ်ပါဘူးအရှင်နာမည်ကိုသိခွင့်ရမလားဟင်နောက်တစ်ချိန်ကျေးဇူးဆက်ချင်လို့ပါငါနာမည်ချင်းတောက်ယူခင်တောက်ယူပါသူထွက်ခွာသွားပြီးနောက်သူကတကယ်ပဲဂုံတူးဆောင်တောင်တော့ထက်လို့တယောက်ပဲဒါပေမဲ့အဲ့ဒီဝိညာဉ်မျိုးစားကိုလည်းတခါမှမကြားဘူးပါဘူးဒီဝိညာဉ်ဆရာဆိုးတွေရဲ့အငွေသက်တွေအကုန်ပြောက်ကွယ်သွားပြီးသူ့ရဲ့ဝိညာဉ်ကဒီလိုလူယုံမာတွေကိုနှိမ်နှင်းရနှစ်ပေါင်း1000တက်တန်းရှိတဲ့ဝိညာဉ်နန်းတော်စောကမိန်းကလေးကဒါကိုမကြားဘူးဆိုတာမယုံနိုင်စရာပဲဒါကဘာကိုဆိုလိုတာလဲဆိုတာပြောနေစရာတော့မလိုဘူးဒါပေမဲ့သူကတော့မျောလင်းချက်အနှဲငယ်ကိုစုပ်ကင်ထားဆဲပဲဒါကြောင့်ချင်းတောက်ယူဟာတမိုင်းနဲ့ပတ်သက်တဲ့စာအုပ်တချို့ကိုတွားရှာဖို့ဆုံးဖြတ်လိုက်တယ်သူဒီခေတ်ကိုရောက်လာပြီးနောက်ပိုင်းတမိုင်းကြောင်းတွေဘလို့ပြောင်းလဲသွားတယ်လဲဆိုတာကြည့်ဖို့ပေါ့သူ့ရဲ့စိတ်အခြေအနေကတဖြည်းဖြည်းလေးလံလာခဲ့တယ်သူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုထုတ်လွှတ်လိုက်ပေမဲ့တိတ်မကြခင်မှာပဲချင်းတောက်ယူဟာမတန်းစင်တဲ့အငွေသက်တစ်ခုကိုထပ်မံခန်းစားလိုက်ရတယ်ဘဲကနေဒီလောက်များပြားတဲ့ကြဆုံးနေသူတွေ Fall Ones ရောက်လာတာလဲသူမျက်မှောင်ကျုပ်လိုက်မိတယ်ဒီခေတ်ကြီးကတကယ်ကိုယူသွတ်စရာကောင်းနေပြီလို့ခံစားရတယ်ဒီနေရာကလူသူကင်းမဲ့တဲ့တောတောင်တွေဖြစ်ပေမဲ့သူဟာကြဆုံးနေသူအုပ်စုနှစ်စုနဲ့ဆက်တိုက်တွေ့ဆုံခဲ့ရတယ်တခြားနေရာတွေမှာဆိုရင်ပိုတော်များဦးမှာပဲချင်းတောက်ယူရဲ့အကြီးတွေကအေးဆက်သွားတယ်အရင်ခေတ်အဆက်ဆက်ကပုတ်ရဟန်းမင်းကြီးတွေရဲ့ဥဆောင်မှုအောက်မှာဒီတိုက်ကြီးပေါ်ကကြဆုံးနေသူအားလုံးကိုတက်ဖြတ်ခြင်းမျိုးတော်တဲ့ဖန်ဆီးထည့်သွင်းခဲ့တာပဲအပြင်မှာကြံခဲ့ရင်တော့အုပ်စုအနှဲငယ်ပဲရှိရမှာဖြစ်ပြီးသူတို့ဟာဝိညာဉ်နန်းတော်ရဲ့နှိမ်နှင်းမှုကိုအမြဲကြောက်လန့်ပြီးပုံအောင်နေကြရတာဒါပေမဲ့အခုတော့အခြေအနေကပြောင်းပြန်ဖြစ်နေပြီးကြဆုံးနေသူတွေကတတုတ်ပေါ်လာနေပြီးအဆုံးမရှိနိုင်အောင်ပဲတွားကြည့်ရအောင်မှာပဲချင်းတောက်ယူဟာကောင်းကင်တမန်နတ်ဖျားရဲ့ဆန္ဒကိုဆက်ခံထားသူဖြစ်လို့ဒီလိုမကောင်းမှုကိုမြင်နေလျက်နဲ့တော့လစ်လူရှုထားမှာမဟုတ်ဘူးချက်ချင်းပဲဥတီချက်ကိုပြောင်းလဲပြီးမကောင်းတဲ့အငွေသက်တွေထွက်ပေါ်ရာစီကိုပြန်တန်းသွားခဲ့တဲ့တစ်ချိန်တည်းမှာပဲမင်းတောက်တောင်တန်းရဲ့ကူတစ်ခုအတွင်းမှာမာရှောင်းထောင်အပါဝင်ရှာလိုက်ရှရက်9ယောက်ဟာတေမင်းလက်ဝါအဖွဲ့ဝင်တွေကိုရှင်းလင်းပြီးနောက်ကူအတွင်းပိုင်းတွေကိုဆက်လက်ဝင်ရောက်ဖို့ပြင်ဆင်နေကြတယ်သူတို့မျက်နှာတွေမှာတော့စိတ်အေးလက်အေးရှိနေပုံရပြီးဒီတာဝန်ကတိတ်ပြီးခက်ခဲလိမ့်မှာမဟုတ်ဘူးလို့ထင်နေကြတာဘာလို့လဲဆိုတော့သတင်းက
အေးရဒီဓာပြအဖွဲ့ရဲ့ခေါင်းဆောင်ဟာဝိညာဉ်ဘရင် Soking အဆင့်ပဲရှိလို့ပါသူတို့ဘက်မှာတော့ဝိညာဉ် Akrit ဆိုဝင်ဖို့3ယောက်နဲ့ဝိညာဉ်ဘရင်4ယောက်တောင်ပါတာလေးရှုံးနေဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲဒါပေမဲ့မရှောင်ထောင်ကတော့တတိထားဖို့တတိပေးနေလုံးမဲ့ပေါ့ပေါ့ဆဆမလုပ်ကြဘူးအားလုံးကိုပြောနေတယ်သူတို့ဟာမကြခင်မှာကျင်းပတော့မဲ့ဝိညာဉ်စွမ်းအားရှင်ပြိုင်ပွဲကြီးကိုလည်းတက်ရောက်ရအောင်မှဖြစ်လို့အထီးခိုက်မရှိပဲဒီတာဝန်ကိုအောင်မြင်မြင်အဆုံးသတ်ဖို့လိုအပ်တယ်တခြားသူတွေကခေါင်းငိမ့်ပြကြပေမဲ့တကယ်တမ်းတော့တိတ်ပြီးစိတ်ထဲထည့်ထားဖို့မရကြဘူးနောက်ဆုံးကနေလိုက်လာတဲ့ဟရွေးဟောက်တယောက်ပဲမျက်မှောင်ကျုံနေမိတယ်တခုခုတော့မှားနေပြီလို့သူခံစားနေရပေမဲ့အတိအကျတော့မပြောနိုင်သေးဘူးသူတို့ကူတွင်းပိုင်းတွေကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းဝင်ရောက်လာကြတဲ့လမ်းတစ်လျှောက်မှာအလောင်းပေါင်းရာနဲ့ချီပြီးတွေ့နေရတဲ့တချို့ကပုတ်ပွားနေပြီဖြစ်ပြီးတချို့ကတော့တေးတာမကြသေးတဲ့ပုံစံပဲလေတူးထဲမှာသွေးညီနှံ့တွေနဲ့ပုတ်စော်တွေကပို့ပြီးပြင်းထန်လာတဲ့အဲ့ဒီအချိန်မှာပဲဟရွေးဟောက်ရဲ့မျက်နှာကရုတ်တရက်ပြတ်သွားပြီးအော်လိုက်တယ်မဖြစ်နိုင်ဘူးဒီအလောင်းတွေကတခုခုမှားနေတယ်သူတို့ခန္ဓာကိုယ်ထဲမှာဝိညာဉ်စွမ်းအားတွေလှုပ်ခတ်နေတယ်စကားမဆုံးခင်မှာပဲကူအနက်ပိုင်းထဲကနေကြောက်စရာကောင်းတဲ့ရေတံကြီးထွက်ပေါ်လာတယ်ဟာရောက်လာပြီဆိုမှတော့ဘယ်သူမှပြန်ဖို့မစင်စားနဲ့တော့မင်းတို့အားလုံးသေရမယ်ငါရဲ့အစေခံတွေဖြစ်လာစေရမယ်ရုတ်တရက်မြေပြင်ပေါ်ကအလောင်းအားလုံးဟာတပြိုင်နက်တည်းဖောင်းကြွလာပြီးအရေပြားတွေကหนีရဲလာတဲ့မာရှောင်ထောင်ဒါကိုမြင်တော့လန့်သွားပြီးတတိထားဒါကအလောင်းဖောက်ခွဲတာ corpse explosion ပဲသူမဟာချက်ချင်းပဲသူမရဲ့ဖိနစ်အတောင်ပံတွေကိုဖြန်းလိုက်ပြီးဘေးနားကလူတွေကိုကာကွယ်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့နောက်ကျသွားခဲ့ပြီးဒိုင်းဆိုတဲ့ပြင်းထန်တဲ့ပောက်ကွဲတံတွေဟာဂူအတွင်းမှာဟိမ့်ထွက်သွားတဲ့အသားစတွေဟာအရက်မျက်နှာအနှံ့ကိုလွင့်စင်ကုန်တဲ့အလောင်းတစ်ခုချင်းစီရဲ့ပောက်ကွဲအားဟာဝိညာဉ်ဘရင်တယောက်ရဲ့အားအပြည့်တိုက်ခိုက်မှုနဲ့ညီမျှနေတဲ့ရာနဲ့ချီတဲ့အလောင်းတွေတပြိုင်နက်ပောက်ကွဲတဲ့စွမ်းအားကတော့တကယ်ကိုကြောက်စရာကောင်းလာပါတယ်အားလုံးအမြန်ဆုတ်ကြငါခုခံထားမယ်ရောင်ဟောက်ရွှမ်းဟာချက်ချင်းပဲဆုံးဖြတ်ချက်ချပြီးသူ့ရဲ့ဝိညာဉ်ကာကွယ်ကိုထုတ်လွှတ်လိုက်တယ်သူဟာရှေ့ဆုံးကနေသူ့ရဲ့တကိုယ်လုံးကမြင့်မြတ်တဲ့အရှိန်အဝါတွေထွက်ပေါ်နေပြီးလူလောကထဲကိုဆင်းသက်လာတဲ့နတ်သားတစ်ပါးလိုပါပဲဒုတိယဝိညာဉ်စွမ်းရည်နတ်သားလင်းတိုင်းချမ်းတောက်ယူကလက်ကိုတစ်ချက်ဝှေ့ရမ်းလိုက်ယုံနဲ့မာရှောင်ထောင်နဲ့တခြားသူတွေကိုရွှေရောင်လင်းတိုင်းတွေနဲ့အုံမိုးပေးလိုက်ပြီးပောက်ကွဲမှုတံတွေကနေကာကွယ်ပေးလိုက်ပါတယ်ချက်ချင်းပဲသူ့ရဲ့အကြည့်ကအရေးတစ်ခုစီမှာရက်တန့်သွားတယ်သူ့အတန်ကအေးဆက်လို့နေတယ်အောက်တန်းစားကောင်အပြစ်မဲ့တဲ့တာမန်လူတွေကိုတက်ဖြတ်ယုံတင်မကပဲသူတို့ရဲ့အလောင်းတော့ဒီကိုပါစော်ကားနေသေးတယ်ပေါ့ဒီနေရာကနေအခုချက်ချင်းထွက်သွားစမ်းနောက်ဆုံးစကလုံးမှာဝိညာဉ်စွမ်းအားတွေပါဝင်နေပြီးပုံအောင်နေတဲ့တေမင်းတမန်ဟာကြောင်တောင်ဖြစ်နေတော့မှပဲဒီစကားကိုကြားလိုက်ရတဲ့အခါသူ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအားတွေကထိမမရတော့ပဲပြင်းထန်တဲ့မိတောက်တွေနဲ့အလောင်ခံနေရတယ်လို့ခံစားလိုက်ရတယ်သူကနာကျင်စွာအော်ဟစ်လိုက်ပြီးတကိုယ်လုံးရိုက်တိရိုင်တိုင်နဲ့အရေးထဲကနေထွက်လာခဲ့ရတဲ့မျက်နှာကကြောက်မက်ဖွယ်ကောင်းနေပြီးသူ့ရဲ့အကြည့်ကချမ်းတောက်ယူစီမှာကြာရောက်နေတယ်ရွှေရောင်တောင်ပံတွေကိုကြည့်ရင်သူ့မျက်လုံးတွေပြူးထွက်မတက်ဖြစ်သွားပြီးမြေပြင်ပေါ်မှာလူးလိမ့်ရင်အော်ဟစ်နေတော့တယ်တေမင်းတမန်ဟာဒီအချိန်မှာငြိမ်နေလို့မရမှန်းသိလိုက်တယ်ဒါကြောင့်နာကျင်မှုကိုအောက်ခံပြီးသူ့ရဲ့စီနူအလောင်းကျွန်12ယောက်ကိုဆင့်ခေါ်လိုက်တယ်ဒီမှာရှိတဲ့လူအလုံးကိုတပ်ပစ်ဆန်းလို့အော်ဟစ်လိုက်တယ်ဒါပေမဲ့ချမ်းတောက်ယူကသူ့ကိုအခွင့်အရေးမပေးခဲ့ဘူးသူကအေးဆက်စွာနှာခေါင်းရှုပ်လိုက်ပြီးရွှေရောင်လင်းနှန်း12တန်းကိုပြစ်လွတ်လိုက်တာမျက်စိတမိတ်အတွင်းမှာပဲစီနူ12ယောက်လုံးအသက်ခံလိုက်ရတယ်တခါတည်းနဲ့ဝိညာဉ်တွေကိုပါတန့်စင်ပေးလိုက်တာပါသူနဲ့စီနူတွေကြားကဆက်သွယ်မှုပြတ်တောက်သွားတာကိုခံစားလိုက်ရတဲ့အခါတေမင်းတမန်ဟာလုံးဝထိတ်လန့်သွားပြီးမြေပြင်ကနေအတင်းထားလိုက်ပေမဲ့မျက်စိကဘာမှမမြင်ရတော့တဲ့အတွက်ဘယ်ကိုပြေးရမှန်းမသိတော့ဘူးကြာဆုံးနေသူ Fall 1ကိုချမ်းတောက်ယူကအညာတာမရှိရွှေရောင်လင်းနှန်းတစ်ခုထပ်မံပြစ်လွတ်လိုက်ပြီးတေမင်းတမန်ရဲ့ရင်ဘတ်ကိုဖောက်ထွက်သွားစေတယ်တေမင်းတမန်ဟာခေါင်းငုံပြီးသူ့ရင်ဘက်ကဒဏ်ရာကိုကြည့်ရင်မျက်လုံးအပြူသားနဲ့လဲကျတေးဆုံးသွားခဲ့ပါတယ်သူ့ခန္ဓာကိုယ်ထဲကနေအနက်ရောင်အခိုးငွေ့တွေထွက်လာတာကိုကြည့်ရင်တေမင်းတမန်လက်အောက်ခံဟာဒီလိုပဲအဆုံးသတ်သွားခဲ့ရတဲ့မာရှောင်ထောင်နဲ့တခြားသူတွေဟာလုံးဝအံ့အားသင့်သွားပြီးကျေးဇူးတင်တဲ့စိတ်တွေလည်းပြင်းပြနေမိတယ်သူတို့အားလုံးကချမ်းတောက်ယူကိုလှည့်ကြည့်လိုက်ကြတယ်တကယ်လို့ဒီစီနီယာသာအချိန်မီရောက်မလာခဲ့ရင်ကိစ္စတွေကပိုဆိုးသွားနိုင်ပြီးသူတို့အားလုံးဒီနေ့တည်သွားနိုင်ပါတယ်ကဲပြီးပါပြီချမ်းတောက်လူကလှည့်လိုက်ပြီးမာရှောင်ထောင်တို့ဘေးကရွှေရောင်တိုင်းတွေကိုရုပ်သိမ်းလိုက်တယ်သူ့မျက်နှာမှာဘာခံစားချက်မှမရှိပဲအေးဆေးနေလုံးပဲကလေးတို့အပြင်ထွက်တဲ့အခါဘာကိစ္စပဲဖြစ်ဖြစ်သတိထားဖို့လိုတယ်မင်းတို့တွေကဝိညာဉ်ဘရင် Soking အဆင့်တွေဖြစ်နေကြပြီးဒီလောက်ငငယ်ရွယ်ရွယ်နဲ့ဒီလိုအဆင့်ရှိတာတကယ်တော့မာနကြီးဖို့လွယ်ကူစေတယ်ဒါပေမဲ့ဝိညာဉ်ဘရင်အဆင့်တောင်မရောက်သေးတဲ့ Form 1တယောက်ကြောင့်ဒီလိုဒုက္ခရောက်ရတာကိုငါတကယ်ဘာပြောရမှန်းမသိတော့ဘူးဒီစကားကိုကြားတော့အားလုံးကမြေပြင်ကိုငုံကြည့်လိုက်ကြတယ်အလောင်းတစ်ဝက်ပဲကျန်တော့တဲ့တေဆုံးသွားပြီဖြစ်တဲ့ရောင်ဟောက်ရွှံကိုကြည်ရင်အားလုံးရဲ့မျက်နှာမှာနောင်တတွေရနေကြတယ်သူတို့တွေတကယ်ပဲမာနကြီးခဲ့ကြတာပါတေမင်းတမန်ကိုအလွယ်တကူနိုင်မယ်လို့ထင်ခဲ့ကြပေမဲ့အဲ့ဒီမာနကြောင့်ပဲရောင်ဟောက်ရွှံကသူတို့ကိုကာကွယ်ရင်းတေဆုံးသွားခဲ့ရတယ်စီနီယာမာရှောင်ထောင်ကဝမ်းနည်းမှုတွေထဲကနေအရင်ဆုံးသတိဝင်လာပြီးချမ်းတောက်ယူကိုဥညွတ်အလေးပြုလိုက်တယ်အခုလေးတင်စီနီယာကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ်မဟုတ်ရင်ကျမတို့ဒီနေ့မလွယ်ဘူးတခြားသူတွေလည်းအတူတူဥညွတ်ကျေးဇူးတင်လိုက်ကြတယ်ချမ်းတောက်ယူကလက်ကိုဝေယမ်းပြလိုက်ပေမဲ့သူ့ရဲ့အကြည့်ကမာရှောင်ထောင်စီမှာပဲရှိနေတယ်မာရှောင်ထောင်ဟာအကြည့်ခံရတာကြောင့်စိတ်ထဲမှာမတင်မကျဖြစ်လာတဲ့စီနီယာမင်းကတကယ်ပဲဆွဲရှိတဲ့ကောင်မလေးပဲချမ်းတောက်ယူရဲ့မျက်လုံးထဲမှာရွှေရောင်လင်းတွေလက်သွားတယ်ထိတ်တန်းဝိညာဉ် Evil Fire Phoenix နတ်ဆိုးမီဖီနဲ့အရင်တုန်းကဒါကြောင့်ပဲအင်အားကြီးတဲ့ Form 1တွေအများကြီးထုတ်ပေါ်ခဲ့တာမင်းအခုထိတောင့်ခံထားနိုင်ပြီးလုံးဝကြဆုံးမသွားသေးတာကမင်းရဲ့စိတ်ဓာတ်ကတကယ်မဆိုးဘူးပြောရင်းနဲ့ချမ်းတောက်ယူရဲ့အမူအရာကတည်ကြည်သွားတယ်ငါမျော်လင့်တာကတော့မင်းရဲ့ဒီဆွဲကမင်းကိုအဆုံးထိခေါ်ဆောင်သွားနိုင်ဖို့ပါပဲတကယ်လို့တနေ့နေ့မှာမင်းဟာ Form 1တယောက်ဖြစ်သွားခဲ့ရင်ငါကိုယ်တိုင်မင်းကိုတက်ပြရလိမ့်မယ်မာရှောင်ထောင်ကဒီစကားတွေကိုကြားတော့အတိတ်ပဲကိုနားလည်သွားပါတယ် Evil Soul Master ဆိုတာဘာလဲဒါပေမဲ့တေချာစဉ်းစားကြည့်တော့သူချက်ချင်းနားလည်သွားတယ်
ဒီခေတ်ကကြာရှုံးသူတွေကိုမိစ္ဆာဝိညာဉ်တခင်လို့ခေါ်ကြတာကိုအရင်ကအခေါ်အဝေါ်ကိုမသုံးတော့ဘူးပဲဒါနဲ့စီနီယနာမည်ကိုမေးပြရစီဦးမာရှောင်ထောင်ကထပ်ပြီးမေးလိုက်တယ်ကျမတို့အားလုံးက Shrike Academy ရွှေကခဲမေကလာတာပါစီနီယလည်းကြားဘူးမယ်လို့ထင်ပါတယ်နောက်တစ်ချိန်မှာကျမတို့ကူညီလိုအပ်တာမျိုးရှိရင်အချိန်မရွေးခေါ်လိုက်ပါချမ်းတောက်ယူကတော့ Shrike Academy အကြောင်းတစ်ခါမှမကြားဘူးပါဘူးဒါပေမဲ့ရှေ့မှာရှိနေတဲ့ဒီကလေးတစုကအသက်20တောင်မပြည့်သေးပုံရပေမဲ့ Soul King Soul Emperor အဆင့်တွေထိကျင့်ကြံထားနိုင်ကြတာပဲသူတို့လိုလူတော်တွေကိုမွေးထုတ်ပေးနိုင်တဲ့ Shrike Academy ဟာဒီခေတ်မှာတော့တကယ်ကိုနာမည်ကြီးတဲ့ Academy တစ်ခုဖြစ်မှာအသေးချာပါပဲစီနီယာချမ်းတောက်လေးကိုတစ်ခုခုပြောဖို့ပြင်လိုက်စင်ပါပဲကူအပြင်ဘက်ကနေလူနှစ်ယောက်အလောတက်ကြီးပြေးဝင်လာတယ်ရှေ့ဆုံးကလူကဝစ်ဆုပ်ဆုပ်နဲ့လက်ထဲမှာလဲကြက်ပေါင်တစ်ဝက်ကိုကင်ထားတော့မယ်ဒါကဘလို့ဖြစ်ရတာလဲရွှန်ဇာမျက်လုံးတွေပြူးသွားပြီးနောက်ဆုံးမှာတေဆုံးနေတဲ့ရောင်ဟောက်ရွှန်ယိုဟာဂျွန်စီမာအကြည့်တွေရက်တန့်သွားတယ်သူ့လက်ထဲကကြက်ပေါင်မြေကြီးပေါ်ပြုတ်ကျသွားပြီးတကိုယ်လုံးစွန့်သွားတယ်ဘာကြောင့်လဲတပြားအုပ်စုလေးကိုနှိမ်နှင်းယုံတယ်မဟုတ်ဘူးလားရှာရိုက်ခရဲ့ထူးချွန်တဲ့လူငယ်9ယောက်နဲ့ဆိုအလွယ်တကလေးအနိုင်ယူနိုင်ရမှာလေဘာလို့ရောင်ဟောက်ရွှန်တည်သွားရတာလဲမာရှောင်ထောင်နဲ့ရွှန်စီတို့လက်သီးကိုတင်းတင်းဆုပ်လိုက်မိကြတယ်စွမ်းဆယ်ကလှည့်ကြည့်ပြီးမက်ဆဲရောက်ထုတ်ကိုဒေါသတကြီးနဲ့မေးလိုက်တယ်မင်းကခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ဘာတွေလုပ်နေတာလဲဒီလိုမျိုးအဆင့်မရှိတဲ့တပြအဖွဲ့လေးကိုတောင်မှအမြင့်ဆုံးစွမ်းအားရှင်ကစုတ်ခိန်အဆင့်ပဲရှိတာကိုမင်းတို့တွေအထီးခိုက်မရှိဘဲနဲ့အေးအေးဆေးဆေးတာဝန်ပြီးမြောက်တင်တာမဟုတ်ဘူးလားဘာလို့ယိုဟာခွန်တည်သွားရတာလဲဖြေစမ်းဒါမင်းရဲ့စီမံခန့်ခွဲမှုအမှားကြောင့်မလားစွမ်းဆိုင်ရဲ့အတွေးကအရန်ရိုးရှင်းပါတယ်ရွှေအဖွဲ့ရဲ့စွမ်းအားနဲ့ဆိုရင်ဒီတာဝန်ကလုံးဝမရှုံးနိုင်ပါဘူးအခုတော့အားလုံးကဘာမှမဖြစ်ပဲယိုဟာခွန်တယောက်တည်းတည်ဆုံးသွားရတယ်ဆိုတာဟာသူကိုယ်တိုင်လည်းအရင်ကရှားပါတဲ့ဆိုပြီးတကောင်ကိုဖမ်းဖို့အတွက်အာယုံဆိုင်နေခဲ့လို့သူတို့ကိုတိတ်ကြည့်မဆိုင်မိခဲ့တာကြောင့်ဒါဟာယိုဟာခွန်ရဲ့ဝမ်းနည်းစရာကောင်းတဲ့အဆုံးသက်ကိုတွဲဝိုက်ပြီးဖြစ်စေခဲ့တာပါဒါပေမဲ့အဖွဲ့ကောင်းဆောင်တယောက်အနေနဲ့မိုက်ဆဲယောထောကလည်းအဖြစ်တင်ခြင်းကနေမလွတ်ကင်းပါဘူးစွမ်းဆိုင်ရဲ့မိကွန်းတွေကိုကြားရတဲ့အခါမိုက်ဆဲယောထောကတကယ်ပဲအရန်ကိုဝမ်းနည်းပြီးမခံမရက်နိုင်ဖြစ်သွားခဲ့ပါတယ်သူမကပြန်ပြီးတော့မိကွန်းထုတ်ချင်စိတ်ပေါက်သွားခဲ့တယ်ရှင်ကတကယ်ကိုအစင်းမြင့်တူတယောက်ပဲစောစောကမှကျမတို့ကိုတေချာစောင့်ရှောက်ပါမယ်လို့ပြောထားပြီးတော့အဲ့ဒီအချိန်တုန်းကရှင်ပဲရောက်နေတာလေဒါပေမဲ့ကျွမ်းစဲကတော့ Shrike Academy ရဲ့အကြီးအကဲတယောက်ဖြစ်တယ်လို့စစ်စေးရေးအဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်နေပြန်ပါတယ်မိုက်ဆဲထုတ်ကရင်ထဲမှာဘလောက်ပဲခံစားရပါစေအခုချိန်မှာတော့ဘာမှပြန်မပြောရဲပဲအဖြစ်ပြက်အဆအဆုံးကိုသာတေချာရှင်းပြလိုက်ရပါတယ်မိုက်ဆဲထုတ်ရဲ့ရှင်းပြချက်ကိုနားထောင်ပြီးနောက်ခွမ်းစာကမျက်လုံးကိုမှိတ်ကြည့်လိုက်ပြီးတခြားသူတွေကိုကြည့်လိုက်ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့အကြီးက KNWC မှာရက်တန့်သွားခဲ့ပါတယ်ဒါဆိုမင်းပြောချင်တာကရန်သူကအရန်အစွန်းထက်လို့မင်းတို့တစ်ဖွဲ့လုံးတေးလူနီးပါဖြစ်ခဲ့ရတယ်ပြီးတော့မှဒီလူကဝင်ရောက်ကူညီပေးလို့မင်းတို့တွေအသက်ရှင်ခဲ့တာပေါ့ဟုတ်လားကျန်တဲ့သူတွေကလည်းဟုတ်ပါတယ်ဆိုတဲ့အတိတ်ပဲနဲ့ခေါင်းငိမ့်ပြလိုက်ကြပါတယ်ဒါပေမဲ့ကျွမ်းစာရဲ့မျက်လုံးထဲမှာတော့တန်တရားတွေအပြည့်ပါပဲမင်းကဘလို့မျက်နှာမျိုးနဲ့ငါ့ကိုကြည့်နေတာလဲ KNW ကမျက်မှောင်ကျုပ်ပြီးကျွမ်းစာကိုပြန်ကြည့်လိုက်ကသူ့ရဲ့အကြည့်တဲကအတိတ်ပဲကိုနားလည်သွားပါတယ်သိရင်ပြီးတာပဲဟုဆိုကကျွမ်းစာကအရာအလုံးကိုသိမြင်နေတယ်လို့မျိုးအမူအရာပြပြီး KNW ကိုစိုက်ကြည့်လိုက်ပါတယ်သူတို့စပြီးတိုက်ခိုက်ခံရတာနဲ့မင်းကချက်ချင်းရောက်လာတယ်ဒါကတကယ်ကိုတိုက်ဆိုင်လို့နေတယ်ဒီလောက်အထိတိုက်ဆိုင်နေတာကငါ့ကိုတန်တရားဖြစ်စေတယ်ငါတောင်ဒီကိုရောက်ဖို့အချိန်နဲ့ငယ်ယူခဲ့ရတာကိုမင်းကတော့အချိန်ကိုအတိအကျတွက်ပြီးကူညီပေးခဲ့တယ်မင်းကအစကတည်းကဒီအနီးအနားမှာဒါမှမဟုတ်အဲ့ဒီကူထဲမှာတောင်ရှိနေခဲ့တာမဟုတ်ဘူးလားမင်းဟာတကယ်တော့အဲ့ဒီ Soul Master အဖွဲ့နဲ့တပေါင်းတည်းလို့ငါတန်တရားဖြစ်ဖို့အကြောင်းပြချက်ရှိတယ်မင်းကသူတို့ကိုကယ်တင်ပေးတဲ့ဟန်ဆောင်ပြီးကျေးဇူးတင်အောင်လုပ်ကငါတို့ Shrike Academy ထဲကိုဝင်ရောက်ဖို့ကြိုးစားနေတာမလားစွမ်းစာကသူ့ကိုယ်သူအရန်တော်တယ်လို့ထင်နေပြီးပြောရင်းနဲ့ပူပူပြီးယုံကြည်ချက်တွေရှိလာခဲ့ပါတယ်စီနီယာကျော်ရှင်ဘလို့များဒီလိုပြောနိုင်ရတာလဲမိုက်ဆာယောထောကမျက်မှောင်ကျုပ်ရင်ပြောလိုက်တယ်စီနီယာကကျမတို့ရဲ့အသက်ကိုကယ်ပေးခဲ့တာပါရှင်သူ့ကိုအခုလိုဆွဆွဲလို့မရဘူးလေစွမ်းဆယ်ကလှောင်ရဲလိုက်ပြီးစကားမဆုံးခင်မှာပဲ KNW ရဲ့ဒေါသတကြီးအော်တန်ကိုကြားလိုက်ရပါတယ်အတုံးမကျတဲ့အကောင်ငါလိုလူကိုအဲ့ဒီလိုညစ်ပတ်တဲ့အကောင်တွေနဲ့နှိုင်းရှင်ရဲတယ်ပေါ့မင်းကငါ့ကိုတကယ်ပဲဒေါသထွက်အောင်လုပ်လိုက်ပြီး KNW ကဒေါသတကြီးနဲ့ချက်ချင်းလက်နက်ထုတ်တိုက်ခိုက်လိုက်ပါတော့တယ်သူ့ရဲ့စွမ်းရည် Angels Wave ကိုအသုံးပြုလိုက်ပြီးသူ့လက်ထဲမှာရွှေရောင်ဓာတ်ရှိကြီးပေါ်လာခဲ့ပါတယ်စွမ်းဇစီကိုဓာတ်နဲ့ခုတ်ချလိုက်တဲ့အခါတောက်ပတဲ့ရွှေရောင်အလင်းနှန်းတွေကတောင်တစ်ခုလုံးကိုလင်းထိန်သွားစေပါတယ်စွမ်းဇာကအဲ့ဒီတန်ကိုဓာတ်ရိုက်ထိမှန်သွားပြီးရင်ဘက်မှာနှက်ဆိုင်တဲ့ဒဏ်ရာရကဂူပြင်ဘက်အထိလွင့်ထွက်သွားပြီးသွေးတွေအန်ထုတ်လိုက်ရပါတယ်KNW ကလည်းဂူထဲကနေလိုက်ထွက်လာပြီးကောင်းကင်ယံမှာပြန်တန်းကအတောင်6ခုကိုဖျက်လိုက်ပါတယ် Angels Judgment ကိုအသုံးပြုပြီးကောင်းကင်ကနေအလင်းတိုင်ကြီးတစ်ခုကျဆင်းစေလိုက်ပါတယ်စွမ်းဇာကပြန်မခုခံနိုင်တော့ပဲမြေပြင်ပေါ်မှာပြင်းထန်စွာထိခိုက်သွားပါတယ်မိုက်ဆိုင်ထိုတို့အဖွဲ့ကမြင်တဲ့အခါမင်တက်သွားကြပါတယ်စွမ်းဇေဟာ Shrike Academy မှာမြင်ဝင်ပြီးရင်ဒုတိယအမြင့်ဆုံးအင်အားရှိသူဖြစ်ပေမဲ့အခုတော့ KNW လက်အောက်မှာလုံးဝမခုခံနိုင်တော့ပါဘူးမင်းရဲ့ကျင့်စဉ်ကဒါကလက်တော့ပြန်ဖို့ပိုပြီးခိုင်လုံတဲ့အကြောင်းပြချက်ပဲမင်းတကယ်နားလဲတာအကောင်းဆုံးပဲချမ်းတောက်ယူကစိတ်ခံစားချက်တွေကိုထိန်းချုပ်လိုက်ပြီးမာရှောင်ထောင်ကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်တယ်ပြီးနောက်လှည့်ထွက်သွားပြီးမျက်စိတမိတ်တွင်းမှာပဲကောင်းကင်ယံမှာပျောက်ကွယ်သွားခဲ့တယ်
သူ့မှာစွမ်းအားကြီးတဲ့ရှမ်းကြီးကိုတတ်နိုင်တဲ့အရေးချင်းရှိတာအမှန်ပဲဒါပေမဲ့သူကနတ်ဖျားတစ်ပါးရဲ့ဂုံတိတ်ခါကိုဆက်ခံထားတဲ့အတွက်ဒီလိုနှိမ့်ကြတဲ့သူတွေနဲ့ရင်ဆိုင်ရတဲ့အခါသူကသဘောထားကြီးစွာခွင့်လွှတ်ပေးခဲ့တယ်ဒါပေမဲ့ဒါဟာသူရှမ်းကြီးကိုလွှတ်ပေးလိုက်တဲ့အဓိကအကြောင်းရင်းတော့မဟုတ်ဘူးအဓိကအကြောင်းရင်းကတော့သူမြင်နေရလို့ပဲရှမ်းကြီးစီမှာယုံညံ့တဲ့အငွေ့သက်တွေရှိနေပေမဲ့သူကိုယ်တိုင်ကတော့ယုံညံ့တဲ့သူမဟုတ်ဘူးဆိုလိုတာကရှမ်းကြီးဟာယုံညံ့တဲ့သူအမြောက်များကိုတပ်ဖြတ်ခဲ့ဘူးတယ်ဒါကြောင့်သူ့ကိုအသက်ရှင်ခွင့်ပေးလိုက်တာပါဒါဟာတလောကလုံးမှာရှိတဲ့ယုံညံ့သူတွေကိုရှင်းလင်းဖို့အတွက်အထောက်အကူဖြစ်လိမ့်မယ်ချမ်းတောက်လူထွက်သွားပြီးနောက်ရှမ်းကြီးဟာတွင်းကြီးထဲကနေမြေပြင်ပေါ်ကိုအမြန်ခုန်တက်လာတယ်သူ့ကိုယ်ပေါ်ကဖုံတွေကိုခါချလိုက်ပြီးပါဇက်ကသွေးတွေကိုတုပ်လိုက်တဲ့ရင်ဘတ်ကိုဖိထားရင်းစိတ်မသက်မသာဖြစ်နေပုံပဲတော်သေးတာပေါ့ခန္ဓာကိုယ်ကလုံလောက်အောင်ကြန့်ခိုင်လို့မဟုတ်ရင်ဒီနေ့ဒီမှာပဲအသက်ပြောက်သွားနိုင်တယ်ရှောက်လောင်အဆင်ပြေရဲ့လားဆရာကြီးဝမ်ရန်ကပြေးလာပြီးစိုးရိမ်တကြီးမေးလိုက်တယ်ဘာမှမဖြစ်ပါဘူးရှမ်းကြီးကချောင်းနှစ်ချက်ဆိုးလိုက်ပြီးသူ့မျက်နှာမှာနာကျင်တဲ့အရိပ်အယောင်တွေမပေါ်အောင်ကြိုးစားထိန်းချုပ်ထားတယ်ပြီးနောက်မနီမဝေးကမာရှောင်ထောင်တို့ကိုကြည့်လိုက်တော့နည်းနည်းတော့ရှက်ကိုရှက်ကန်းဖြစ်သွားတယ်သူကတော့သူ့မှာအမှားရှိတယ်ဆိုတာဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးသူကပြောလိုက်တဲ့ရောင်ဟောက်ရွှန်းတေဆုံးမှုကတော့ဒီအတိုင်းလွတ်ထားလို့မရဘူးခဏနေရင်သူ့ကိုရှာရိုက်ခဲ့ကိုပြန်ခေါ်သွားဖို့လူလွတ်လိုက်မယ်ဒီဒေသမှာရှိတဲ့ယုံညံ့တဲ့ဝိညာဉ်သခင်အားလုံးကိုငါကိုယ်တိုင်ရှင်းလင်းပြမယ်သူ့အတွက်လက်စားချေပေးမယ်ပြောပြီးတာနဲ့ရှမ်းကြီးကစိတ်ထဲကနေတိတ်တဆိတ်စီစဉ်နေတော့တယ်ခုနကလူရဲ့အထောက်ထားကိုလည်းစုံစမ်းရမယ်သူသိထားတဲ့လောက်တော့ဒီလောကမှာထိတ်တန်းဝိညာဉ်သခင်၃ယောက်ပဲရှိတာရှာရိုက်ခဲ့ကမူအန်းဝိညာဉ်ကိုင်းကရဲရှိရွှေပြီးတော့ဘယ်ပြောင်းနေမှမသိတဲ့လောင်ရှောင်ရောက်အခုနောက်ထပ်တစ်ယောက်ကဘဲကနေပေါ်လာတာလဲဒီကိစ္စကတော်တော်အရေးကြီးတယ်ဒီလောကရဲ့အခြေအနေကိုတောင်ပြောင်းလဲပြစ်နိုင်တယ်သူ့ကိုစီးယုံနိုင်ရင်တော့အကောင်းဆုံးပဲဒါဆိုရင်ရှာရိုက်ခဲ့ဟာနောက်တစ်ကြိမ်အင်အားကြီးလာအောင်မှာပဲဒါနဲ့ခုနကလူရဲ့နာမည်ကဘယ်သူလဲသိတဲ့သူရှိလားရှမ်းကြီးကလူအုပ်ကိုလှည့်မေးလိုက်တယ်ဒါပေမဲ့အားလုံးကခေါင်းမဲခါပြကြတယ်သူတက်ပြင်းချလိုက်တယ်ဒါကတော်တော်ခက်ခဲသွားပြီရုပ်ရည်ကလွဲလို့ဘာမှမသိရဘူးစုံစမ်းဖို့လမ်းစာလည်းမရှိဘူးအခြေအနေကြည့်ပြီးပဲလုပ်ရတော့မယ်ရှမ်းကြီးစဉ်းစားနေတဲ့အချိန်မှာပဲလူအုပ်ရဲ့နောက်ဆုံးကဟရွေးဟောက်ရဲ့မျက်နှာကပြတ်သွားတယ်မင်းကဘသူလဲဘာလို့ငါရဲ့စိတ်အာယုံနဲ့ရောက်နေတာလဲဟရွေးဟောက်ကနောက်မှာရက်နေရင်ရုတ်တရက်လန့်သွားတယ်ဘာလို့လဲဆိုတော့သူ့ရဲ့စိတ်အာယုံထဲမှာအမဲရောင်အငွေ့သက်တွေပေါ်လာလို့ပဲအဲ့ဒီအငွေ့တွေကဝေဝါးနေတဲ့လူအိုကြီးပုံစံဖြစ်သွားတယ်ချမ်းမုတ်ပိုးကောင်လေးကတော့ကြောက်လန့်ပြီးတောင်းတနေရာမှာကတ်နေတော့တယ်ဒါကဘလို့အရှိန်အဝါမျိုးလဲပင်းဒီကအေးဆက်ဆက်နဲ့ပြောလိုက်တယ်တော်တော်အားကောင်းတာပဲငါရဲ့အထွက်ထိတ်အချိန်ထက်တောင်ပိုပြီးအားကောင်းနေတယ်လို့ပဲမစိုးရိမ်ပါနဲ့ကလေးလူအိုကြီးရဲ့အတန်ကအရှာရှာနဲ့လေးပင်ပေမဲ့တည်ငြိမ်မှုရှိနေတယ်ငါနာမည်က Alex ပါမင်းငါကိုအီလောင်လို့ခေါ်နိုင်တယ်ဟရွေးဟောက်ကတရွေးမျိုးချလိုက်ပြီးသူ့အုံနောက်ကိုအမြန်အလုပ်လုပ်လိုက်တယ်အီလောင်ခမည်းကငါရဲ့စိတ်အာယုံထဲမှာအမြဲရှိနေတာလားဘာလို့ငါနဲ့ချမ်းမုံကခမည်းရှိနေတာကိုမသိခဲ့တာလဲငါကဝိညာဉ်အပိုင်းအစလေးတစ်ခုပါပဲအသိစိတ်ကတိတ်မကြံတော့ဘူးအမြဲတမ်းအိပ်ပျော်နေခဲ့တာပါခုနကလူရဲ့အရှိန်ဝါကငါ့ကိုနှိုးလိုက်တာဒါကြောင့်နိုးလာရတာပါသူ့စီကနေနတ်ဖျားရဲ့အငွေ့သက်ကိုငါခံစားလိုက်ရတယ်ဘာနတ်ဖျားအရှိန်ဝါဟုတ်လားငါ့ကိုတစ်ချိန်ကတင်မင်းနတ်ဖျားလို့ခေါ်ခဲ့ကြဘူးတယ်တကယ်နတ်ဖျားမဟုတ်ပေမဲ့နတ်ဖျားနယ်ပယ်ကိုထိတွေ့ခဲ့ဘူးတယ်နတ်ဖျားငါတို့အနီးကပ်လေးလာကြည့်ရင်တခုခုအရေးအမွဲရကောင်းရနိုင်တယ်လူယိုကမသိစိတ်ကနေခေါင်းညှိပြလိုက်တဲ့အခုသူ့ကောင်းထဲမှာရှုပ်ထွေးနေပေမဲ့အဲလပြောတဲ့စကားတွေကိုတော့သူရင်ထဲမှာမှတ်ထားလိုက်တယ်ယေလိုခမည်းအရင်ကနတ်ဖျားနယ်ပယ်ကိုထိတွေ့ခဲ့ဘူးလေဆိုတာတကယ်ပဲလားလူယူဟောရဲ့မျက်နှာမှာမျောလင်းချက်တွေနဲ့ပြည့်နေနေတဲ့နတ်ဖျားဆိုတာသူအရင်ကမတွေးရဲခဲ့တဲ့အရာမျိုးပါအခုတော့မိမိကိုနတ်ဖျားတစ်ပိုင်းလို့ခေါ်တဲ့အဖိုးကိုတယောက်ပေါ်လာတော့သူပိုပြီးသိကျင်လာတာပေါ့ချင်းမင်္ဂိုင်စောကွန်လည်းစိတ်ဝင်စားရှိနေတဲ့နှစ်ပေါင်းတန်းကြီးတန်းရှိတဲ့ဝိညာဉ်သားရဲတကောင်အနေနဲ့သူလည်းနတ်ဖျားဖြစ်ဖို့အမြဲအိမ်မက်မက်ခဲ့တာလေအခုတော့ဒီအဖိုးကြီးဘာပြောမလဲဆိုတာကိုနားဆွင့်နေကြတယ်ဆမ်ဖရိုလည်းထို့တူပါပဲ Electrolux ကခေါင်းညှိပြပြီးမှပြန်ခါလိုက်ပြန်တယ်ငါရဲ့မှတ်ဉာဏ်တွေကပျောက်ဆုံးနေတော့မယ်ဒါပေမဲ့ဒီကိစ္စကိုတော့ငါမှတ်မိတယ်တကယ်ဟုတ်မဟုတ်တော့ငါအသေးချာမပြောနိုင်သေးဘူးမင်းတို့နတ်ဖျားနယ်ပယ်အကြောင်းသိချင်နေဆိုရင်တော့ငါရဲ့မှတ်ဉာဏ်တွေပြန်မရမချင်းငါမဖြေနိုင်သေးတာကိုခွင့်လွှတ်ပေးပါလူယောကစိတ်မကောင်းဖြစ်သွားပေမဲ့ယဉ်ကျေးပြူငါစွာပဲပြောလိုက်တယ်ရပါတယ်ရလို့အချိန်တွေအများကြီးရှိပါသေးတယ်ချင်းမင်နဲ့ example လည်းနားလည်ပေးကြပါတယ်ဝိညာဉ်အကျွင်းအကြံတစ်ခုအနေနဲ့အတိတ်ကအကြောင်းအရာတွေကိုမှတ်မိနေတာတောင်တော်တော်လေးဟုတ်နေပါပြီဒါနဲ့ I love who you are ကရုတ်တရက်သိချင်စိမ့်နဲ့မေးလိုက်တယ်ခုနကကျွန်တော်တို့ကိုကယ်ခဲ့တဲ့စီနီယာလေးသူ့စီကနတ်ဖျားအငွေ့သက်ကိုခံစားရတယ်အဲ့ဒါဘလို့နတ်ဖျားလဲဆိုတာသိလား Electrolux ခဏလောက်ငြိမ်သက်သွားပြီးမှဖြည်းဖြည်းချင်းပြောလိုက်တယ်ငါခံစားမိတဲ့အငွေ့သက်ကတန်ရှင်းပြီးတောက်ပါတယ်တရားစီရင်ခြင်းရဲ့အငွေ့သက်လဲပါနေတယ်အဲ့ဒါကောင်းကင်တမန် Angel မျိုးနွယ်စုရဲ့နတ်ဖျားဖြစ်ဖို့များတယ်ဒါပေမဲ့အပြည့်အဝတော့အတိမပြုနိုင်သေးဘူးလူယူဟာရဲ့ခေါင်းထဲမှာခုနကစီနီယာရဲ့ပုံရိပ်ကပေါ်လာတဲ့ဝစ်စုံဖြူနဲ့ရွှေရောင်သပင်ကြောဘက်မှာရွှေရောင်တောင်ပန်၃စုံနဲ့တကယ်ကိုဒဏ္ဍာရီတဲကကောင်းကင်တမန်တိုင်းပါပဲကျေးဇူးတင်ပါတယ်ရိုက်လို့လူယူဟာကယဉ်ကျေးစွာပြောလိုက်တယ် Electrolux ကခေါင်းညှိပြပြီးပုံရိပ်ကဝေဝါးသွားတယ်ငါအခုလေးတင်နိုးလာတာဆိုတော့အနားယူဖို့လိုသေးတယ်ရောငါပြောတဲ့စကားကိုမှတ်ထားပါအဲ့ဒီလူနဲ့တွေ့ရင်ရင်းနှီးအောင်လုပ်ထားပါ
စကားအဆုံးမှာတော့မြူမဲတွေပြန်လဲပြန့်နှံ့သွားပြီးဝိညာဉ်ပင်လယ်ထဲမှာပျောက်ကွယ်သွားတယ်။ဖြူရီကသတိပြန်ဝင်လာတော့သူ့အဖော်တွေကအခြေအနေတွေကိုရှင်းလင်းနေတော့မဲ့ဆူလောကဝမ်ရင်နဲ့စကားပြောနေတယ်ဘယ်သူမှသူ့ရဲ့ထူးခြားမှုကိုသတိမထားမိကြဘူး။သူတက်ပြင်းတစ်ချက်ချပြီးစိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်တယ်လောလောဆယ်တော့ဘာမှထုတ်မပြောဘူးဆုံးဖြတ်လိုက်တယ်။အခြားတစ်ဖက်မှာတော့ခင်ဒေါ်ဝီကမင်းတူတောင်တန်းကနေထွက်ခွာလာခဲ့ပြီးသူ Spirit House မှာဘာတွေဖြစ်နေလဲဆိုတာအမြန်ဆုံးသိဖို့လိုတယ်။ရင်ထဲမှာတော့အဆိုးဆုံးကိုတွေးထားမိပေမဲ့ကိုယ်တိုင်မျက်မြင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။နိုင်ဝက်ခန့်ပြန်တန်းပြီးနောက်ခင်ဒေါ်ဝီကမြို့ငယ်လေးတစ်ခုကိုတွေ့လိုက်တယ်။မြို့လေးကတိတ်မကြီးဘူးအဆောက်အဦတွေကလည်းဟောင်းနှွမ်းနေပြီးမြို့ရိုးတောင်မရှိဘူးတစ်သားနဲ့ကြောက်တုံးတွေနဲ့ပဲကာရန်ထားတာပါ။ခင်ဒေါ်ဝီကကောင်းကင်ကနေဆင်းသက်လိုက်တဲ့မြို့ထဲကလူတွေကဒါကိုမြင်တော့အံ့အားသင့်သွားကြတယ်။ကြည်စမ်းကောင်းကင်ကလူတစ်ယောက်ကျလာတယ်။မဟုတ်ဘူးသူကပြန်လာတာ။သူ့ကြောမှာအတောင်ပံတွေပါတယ်။တိုးနေကြအစင်းမြင့်ပုဂ္ဂိုလ်ကိုမစော်ကားမိစေနဲ့လမ်းသွားလမ်းလာတွေကရက်တန့်ပြီးခင်ဒေါ်လီကိုဥညွတ်အလေးပြုကြတယ်သူတို့မျက်နှာမှာကြောက်ရွံ့ရွံ့တင်မှုတွေရှိနေတယ်ခင်ဒေါ်လီပတ်ဝန်းကျင်ကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဒီမျိုးလေးကသူထင်ထားတာထက်ပိုပြီးနှိမ့်ကျနေတယ်တချို့အိမ်တွေဆိုအမိုးတော်မရှိပဲကောက်ရိုးတွေနဲ့ပဲမိုးထားတယ်လူတွေကလည်းဟောင်းနှွမ်းတဲ့အဝတ်စားတွေဝတ်ထားပြီးပိန်ချုံနေကြတယ်ခင်ဒေါ်လီစိတ်မကောင်းဖြစ်သွားတယ်ဒီခေတ်မှာတာမန်လူတွေရဲ့ဘဝကဘာလို့ပိုဆိုးနေရတာလဲသူ Spirit Hall ကိုမေးလိုက်ပေမဲ့ဘယ်သူမှမသိကြဘူးခင်ဒေါ်လီရဲ့မျက်နှာပိုပြက်ယွင်းလာတယ်သူမျိုးကြီးကိုတွားဖို့ဆုံးဖြတ်လိုက်တယ်ထွက်ခွာခါနီးမှာပဲ88နှစ်အရွယ်မိန်းကလေးငယ်လေးတစ်ယောက်သူ့စီပြေးလာတယ်ရှော့ဖုတ်ဖန်များလို့အယောင်လွင့်နေတဲ့အဝတ်ဟောင်းလေးကိုဝတ်ထားပြီးမျက်နှာမှာလည်းပေရည်နေကမျက်လုံးလေးတွေကလည်းငိုထားလို့ဖူးယောင်နေတယ်ဦးလေးမိန်းကလေးငယ်လေးဟာမြေပြင်ပေါ်မှာဝုန်းကားနဲ့တူးထောက်ကျသွားပြီးချမ်းတောက်လူကိုဦးတိုက်ကတောင်းပန်ရှာတယ်ဦးလေးကျမအမေကိုကယ်ပေးပါဦးကျမအမေမတက်တာတော့ဘူးပြောရင်းနဲ့မိန်းကလေးငယ်လေးရဲ့မျက်ရည်တွေဟာတားမရအောင်စီးကျလာပြန်တယ်ချမ်းတောက်လူဟာဒီလိုမြင်ကွင်းမျိုးကိုအကြည့်မရက်ဆုံးပဲသူ့ရဲ့စိတ်ထဲမှာတနာကျင်တာစိတ်တွေတဖွာဖွာပေါ်လာပြီးကလေးမလေးကိုအမြန်ပဲထူပေးလိုက်တယ်။ညင်သာတဲ့လေတံနဲ့မငိုပါနဲ့တော့ဦးလေးကိုမင်းအမေစီအမြန်ခေါ်သွားပါ။ကလေးမလေးဟာခေါင်းကိုအကြိမ်ကြိမ်ညှိပြီးရှေ့ကနေလမ်းပြခေါ်သွားတယ်။ချမ်းတောက်လျူဟာကလေးမလေးနောက်ကနေလမ်းကြားလေးတွေတိုင်းလိုက်လာရင်ဟောင်းနှွမ်းဆုပ်ပြတ်နေတဲ့ရွှွအိမ်လေးတစ်လုံးရှေ့ကိုရောက်လာတယ်။အိမ်လေးကအရန်သေးငယ်ပြီးတကားကလည်းတစ်သားပြားတွေကိုကတ်ထားတာဖြစ်လို့ကြားထဲမှာဟာကွက်တွေတောင်ရှိနေတယ်။အိမ်ခေါင်မိုးကလည်းတက်ငယ်တွေကျဲပါနေပြီးကောင်းကင်ကိုတောင်လှမ်းမြင်နေရတယ်။ကလေးမလေးဟာတကားကိုတွန်းဖွင့်ပြီးအားနာတယ်လို့ဘေးမှာရက်ရင်တိုးတိုးလေးပြောတယ်ဦးလေးကျမတို့အိမ်ကအရန်နှွမ်းပါပါတယ်စိတ်မရှိပါနဲ့နော်ချမ်းတောက်ယူကခေါင်းကိုညှိပြပြီးအိမ်ထဲကိုခါကိုင်းကဝင်လိုက်တယ်အိမ်ထဲမှာမှောင်မဲနေပြီးစီမီခွက်လေးတစ်လုံးပဲလင်းနေတယ်မြေပြင်ပေါ်မှာကောက်ရိုးတွေခင်းထားပြီးအဝတ်စုပ်တချို့ကိုစုပုံထားတယ်ကြောက်တုံးတွေနဲ့လှုပ်ထားတဲ့ကတင်ပေါ်မှာတော့အလက်တန်းစားအမျိုးသမီးတစ်ယောက်လဲနေတယ်သူမရဲ့မျက်နှာကဖြူဖြုတ်ပြီးနှုတ်ခမ်းတွေ၆ကပ်နေကအယိုးပေါ်ရည်တင်မဲကျန်တော့တယ်ရင်ဘက်ကအသက်ရှူနေတာအရန်နေပြီးတေးအန်ဆဲဆဲအခြေအနေဖြစ်နေတယ်မေမေကလေးမလေးဟာသူမအမေရဲ့လက်ကိုပြေးကင်လိုက်ပြီးခဏလောက်ပဲတောင်းခံထားပါဦးနော်ဟွာဟွာလူခေါ်လာပေးတယ်ပြောပြီးတာနဲ့ကလေးမလေးဟာချမ်းတောက်ယူကိုထပ်ပြီးဒူးထောက်ဦးတိုက်ဖို့ပြင်တယ်ချမ်းတောက်ယူကသူမကိုဆွဲထူလိုက်ပြီးကျန်တာဦးလေးကိုထားခဲ့လိုက်တော့သူကတင်ဘေးကိုသွားပြီးအမျိုးသမီးရဲ့နဖူးပေါ်လက်တင်ကအခြေအနေကိုစစ်ဆေးလိုက်တယ်ခဏအကြာမှာတော့ချမ်းတောက်ယူမျက်မှောင်ကျုပ်သွားတယ်ယောဂါကတိတ်မပြင်းထန်ပေမဲ့အာဟာရချို့တဲ့မှုကြောင့်ခန္ဓာကိုယ်ကအားနည်းနေတာဖြစ်တယ်သူဝိညာဉ်စွမ်းရည်တွေကိုတုံးပြီးအမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲကိုညင်သာစွာထည့်သွင်းပေးလိုက်တယ်။မကြာခင်မှာပဲအမျိုးသမီးရဲ့မျက်နှာဟာသွေးရောင်လာပြီးအသက်ရှူတန်လဲမှန်လာတယ်။သူမသတိရလာတဲ့အခါဒူးထောက်ကျေးဇူးတင်စကားဆိုတယ်။ကျေးဇူးတင်ပါတယ်အရှင်။ကျမတေတာကိစ္စမရှိပေမဲ့ဟွာဟွာလေးအတွက်ပဲစိတ်ပူနေရတာ။ဟွာဟွာလေးလဲငိုပြီးသူမအမေကိုဖတ်ထားရှာတယ်။ချမ်းတောက်ယူလဲသူမကိုပြန်ထူပေးလိုက်တယ်။ယောဂပျောက်သွားပါပြီရက်အနှဲငယ်အနားယူရင်လမ်းပြန်လျှောက်နိုင်မှာပါ။သူတို့ကျေးဇူးတင်လို့မဆုံးတော့ဘူး။စိတ်အေးသွားပြီးနောက်ချမ်းတောက်ယူကမေးတယ်။ဒီယောဂါကတာမန်ပါပဲဝိညာဉ်အစွမ်းနိုးကြထားရင်ခံနိုင်ရရှိရမှာဒါပေမဲ့ဘာလို့မနိုးကြသေးတာလဲသူသတိထားမိတာကဒီမျိုးကလူအများစုမှာဝိညာဉ်အစွမ်းမရှိတာပဲအမျိုးသမီးကတက်ပြင်းချပြီးနိုးကြဖို့ကရွှေတင်ကား30ပြားလောက်ပေးရတယ်ကျမတို့လိုသူတွေမှာဘယ်မှာပတ်စံရှိမှလဲဇလန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီနောက်ပိုင်းတွေဆက်ကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးခဲ့ကြပါဦးဗျာ